Hello ဒေါက်တာသီရီ Healthy Living Channel မှာကြိုဆိုပါရစေ။ဒီနေ့ဗီဒီယိုမှာပြောပြခြင်းတဲ့အကြောင်းအရာကတော့မိခင်ရင်ခွင်အပ်ပြုစုစောင့်ရှောက်ခြင်း Kangaroo Mother Care အကြောင်းဝဟုတုတအနေနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ Kangaroo Mother Care ဆိုတာဘာလဲဆိုတာနဲ့မိခင်နဲ့ကလေးအသားချင်းဘယ်လိုထိခိုက်ရမလဲဆိုတဲ့ဆောင်ရွက်ပုံနည်းလမ်းအသေးစိတ်ကိုမပြောပြခင်Kangaroo Mother Care လှုပ်ဆောင်ဖို့ဘာကြောင့်အရေးကြီးလဲဆိုတာလေးပြောပြပေးသွားပါမယ်။38ပတ်မတိုင်ခင်မွေးဖွားသောကလေးငယ်များရဲ့ပေါင်ချိန်ဟာ 2.5 ကီလိုဂရမ်အောက်သာရှိတတ်ကြတယ်။အဲ့လိုကလေးတွေကအသက်ရှင်ဖို့အတွက်အရန်ကိုခက်ခဲတယ်။ဒီရိုးရှင်းလွယ်ကူတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့မိခင်ရင်ခွင်အပ်ပြုစုစောင့်ရှောက်ခြင်း Kangaroo Mother Care ကိုသာလှုပ်ဆောင်ပေးမယ်ဆိုရင်ဒီလိုလမစေးပေါင်မပြေကလေးများစွာရဲ့အသက်ကိုကယ်တင်နိုင်မှာပါ။ဒီနည်းလမ်းဟာမမွေးပြီးချင်းချက်ချင်းလှုပ်ဆောင်ရမှာဖြစ်တယ်။ Kangaroo Mother Care နည်းလမ်းလုပ်ရတာမခက်ခဲပါဘူး။အရန်ကိုမှလွယ်ကူပါတယ်။ဆက်လက်ပြီးတော့ Kangaroo Mother Care ဆိုတာဘာလဲဆိုတာရဲ့မိခင်နဲ့ကလေးအသားချင်းဘယ်လိုထိခိုက်ရမလဲဆိုတဲ့ဆောင်ရွက်ပုံအသေးစိတ်ကိုပြောပြပေးသွားပါမယ်။ Kangaroo Mother Care ဆိုတာမိခင်ရင်ခွင်နဲ့ကလေးကိုအသားချင်းထိကပ်နေအောင်အဝတ်တစ်ခုနဲ့အချိန်ကြာကြာခိုင်မြဲစွာစီးနှောင်ပြီးတစ်နေ့လုံးတက်နိုင်သမျှထားခြင်းဖြစ်တယ်။ကလေးငယ်ကိုမိခင်ရဲ့ရင်သားကြားမှာထားပေးထားရပါမယ်။ကလေးငယ်ရဲ့မျက်နှာကိုတစ်ဖက်သို့လှည့်ထားပေးရမယ်။လက်နဲ့ခြေထောက်တွေကလည်းအလိုက်သင့်လေးကွေးနေတဲ့အနေအထားလေးမှာဖြစ်နေရပါမယ်။ကလေးငယ်ရဲ့တင်ပါးကိုမတင်ပေးထားရပါမယ်။ကလေးငယ်ကိုအုပ်ထုပ်ဆောင်ပေးထားရပါမယ်။အပေါ်ကနေအဝတ်နဲ့အုပ်ထားပေးရပါမယ်။တနေ့ကိုအနည်းဆုံး8နာရီလုပ်ပေးဖို့လိုပါမယ်။နာရီ20ထက်ပိုပြီးလုပ်ပေးနိုင်ရင်တော့အကောင်းဆုံးပါပဲ။အမေတဦးတည်းတွေမကပါဘူးအဖေလည်းဆောင်ရွက်လို့ရပါတယ်။အမေနားယူဖို့လိုအပ်တဲ့အခါမှာအဖေကတလှည့်ကူပြီးဆောင်ရွက်ပေးလို့ရပါတယ်။ဆေးရုံတွေမှာလုပ်ပုံလုပ်နည်းအသေးစိတ်ကိုမိခင်နဲ့မိသားစုဝင်တွေကိုသင်ကြားပြသပေးကြမှာပါ။အဲ့တော့အိမ်ပြန်ရောက်တဲ့အခါအလွယ်တကူဆက်လုပ်လို့ရပါတယ်။ဆေးရုံကဆင်းပြီးရင်တော့အနည်းဆုံးတစ်ပတ်တစ်ချိန်တော့ပြန်သွားပြပေးဖို့လိုအပ်ပါမယ်။ဒုတိယအချက်အနေနဲ့မိခင်ရင်ခွင်အပ်ပြုစုစောင့်ရှောက်ခြင်း Kangaroo Mother Care လုပ်ပေးခြင်းဖြင့်ကလေးရောမိခင်မှာပါဘလို့အကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။မိခင်ရင်ခွင်အပ်ပြုစုစောင့်ရှောက်ခြင်း Kangaroo Mother Care လုပ်ခြင်းဖြင့်လမစေ့ပေါင်မပြည့်ကလေးငယ်တွေမှာပုံမကောင်းမွန်သောအိပ်စက်မှုကိုရစေ၍ကိုယ်လေးချိန်ကိုမြန်မြန်တိုးစေတယ်။အသက်ရှင်နှုန်းပုံမမြင့်မားတယ်။ခန္ဓာကိုယ်အပူချိန်ကိုထိန်းညှိပေးတယ်။နှလုံးခုန်နှုန်းတည်ငြိမ်စေခြင်းဖြင့်ယောဂပိုးဝင်မှာကိုနည်းစေတယ်။မိခင်ရောကလေးပါနှွေးထွေးစေတယ်။တန်ရောစင်ကိုပိုတိုးစေတယ်။ကလေးရဲ့ကြီးထွားမှုနဲ့ကိုယ်ခံအားစနစ်အတွက်အရေးကြီးတဲ့သီးသန့်မိခင်တို့တိုက်ကြွေးခြင်းကိုပိုမိုလွယ်ကူစေတယ်။မိခင်အတွက်လည်းကလေးမွေးဖွားပြီးမိခင်အများစုမှာဖြစ်တတ်တဲ့စိတ်ကြမှုအခြေအနေကိုလျော့နည်းစေတယ်။တတိယအချက်အနေနဲ့ဒီလမစေးပေါင်မပြေကလေးငယ်များအတွက်အရန်ကိုမှအကျိုးရှိတဲ့Kangaroo Mother Care နည်းလမ်းကိုဘယ်ဖွဲ့စည်းတွေကနေဆောင်ရွက်ဖို့အကြံပြုထားတာလဲဘယ်ဖွဲ့စည်းတွေကနေမြန်မာနိုင်ငံကိုဖြန့်ဝေပေးထားတာလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်။ဒီနည်းလမ်းကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကကိုဝင်38ပတ်မတိုင်ခင်မွေးဖွားသောကလေးငယ်များနဲ့ကိုယ်လေးချိန် 2.5 ကီလိုဂရမ်အောက်ကလေးငယ်များတွင်အမှန်တကယ်လိုအပ်တဲ့စံနှုန်းအဖြစ်အကြံပြုထားတယ်။ကျန်းမာရေးဝန်ကြီးဌာနနဲ့ Save the Children အဖွဲ့ကလည်းဒီ Kangaroo Mother Care နည်းလမ်းကိုအကောင့်ထဲပေါ်အောင်ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။နောက်ဆုံးအနေနဲ့ပြောရရင်မိခင်ရင်ခွင်အပ်ပြုစုစောင့်ရှောက်ခြင်း Kangaroo Mother Care လုပ်ဆောင်ရတာအရန်ကိုလွယ်ပါတယ်။ဘယ်ချိန်ဘယ်နေရာမှာမဆိုလုပ်လို့ရပါတယ်။ဖေဖေနဲ့မမေတို့သာစိတ်ပါဝင်စားစွာလုပ်နိုင်မယ်ဆိုရင်ငွေကြေးမကုန်ပဲကလေးရဲ့ကိုယ်လေးချိန်ဟာတိတိတသာကိုတိုးလာမှာပါ။ဒါကြောင့်ကိုယ်အလေးချိန် 2.5 ကီလိုဂရမ်အောက်ကလေးငယ်များနဲ့လမစေ့ပဲမွေးသောကလေးငယ်တို့ရဲ့ဖေဖေမမေတို့အနေနဲ့ဆောင်ရွက်ကြဖို့တိုက်တွန်းအပ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ကျန်းမာရေးဝတ္ထုတာနဲ့ပတ်သက်တဲ့ update အချက်အလက်တွေကိုဆက်လက်မျှဝေပေးသွားမှာဖြစ်လို့ဒေါက်တာသီရီ Healthy Living Channel ကို subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်ရှင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြရအောင်။